ပရိသတ်ကြီးအားလုံးပဲမြင်ကြလားပါ။ ARD တိုင်းဒေသကြီးလေးမျက်နှာမြို့နယ်ရဲ့အရေးပေါ်ရေကြီးရေရှမ်းမှုနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။လက်ရှိ ARD တိုင်းဒေသကြီးဟင်္ဒရာခရိုင်လေးမျက်နှာမြို့နယ်မှာတော့ငဝင်မြစ်တွန်းအားကြောင့်ရေကာတာကျိုးပေါက်ခဲ့ပြီးမြို့ပေါ်ရက်ကွက်တွေနဲ့ကျေးရွာအများအများအရေးပေါ်ရေလွှမ်းမိုးမှုကိုဆိုးဆိုးရွားရွားခံနေရတာလည်းဖြစ်ပါတယ်။ဇူလိုင်လ30ရက်နေ့ညပိုင်းကစတင်ပြီးငဝင်မြစ်ရေကာတာတာမိုင်အမှတ်25/3မြစ်ကျိုးကျေးရွာနဲ့ဂျမ်းကုန်းကျေးရွာအနီးမှာတာပေါင်ကျိုးပေါက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမြစ်ရေတွေဟာမြို့တွင်းကိုအရှိန်ဟုန်နဲ့စီးဆင်းခဲ့လို့လေးမျက်နှာမြို့တစ်ခုလုံးနီးပါးရေအောက်ကိုရောက်ရှိခဲ့ရပြီလည်းဖြစ်ပါတယ်။အခုဆိုရင်ရေကာတာကျိုးပေါက်မှုကြောင့်လေးမျက်နှာမြို့ပေါ်ရှိအမှတ်3ရပ်ကွက်အမှတ်4ရပ်ကွက်အမှတ်5ရပ်ကွက်တွေနဲ့အတူဂျမ်းကုန်းကျွန်းတဲကွမ်းကြံကုန်းချောင်းမြစ်ကျိုးစတဲ့ကျေးရွာပေါင်းများစွာဟာရေဘေးအန္တရာယ်ကိုဆိုးဆိုးရွားရွားရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။မြေပြင်သတင်းချက်လက်များအရရေဝင်ရောက်မှုအနက်ဟာအချို့နေရာတွေမှာ2ပေခွဲကနေ9ပေကျော်ထိရှိပြီးတစ်ထပ်အိမ်တွေတင်မကပဲနှစ်ထပ်အိမ်တွေပါရေမြုပ်တဲ့အထိရေအခြေအနေဟာစိုးရိမ်စရာဖြစ်နေတာလည်းဖြစ်ပါတယ်။ရေစီးတန်တာကြောင့်အချို့သောလူနေအိမ်တွေရေထဲမျောပါသွားတာမျိုးတွေပါရှိနေတယ်လို့ဒေသခံတွေစီကသိရှိရပါတယ်။လက်ရှိချိန်ထိလေးမျက်နှာမြို့နယ်အတွင်းရေဘေးတင်အိမ်အောင်စုပေါင်း1300ကျော်ရှိနေပြီးလူဦးရေထောင်နဲ့ချီကဘေးလွတ်ရာကိုတိမ်းရှောင်နေရဆဲလည်းဖြစ်ပါတယ်။ခုလက်ရှိဩဂုတ်လ2ရက်နေ့ထိရရှိထားတဲ့သတင်းများအရလေးမျက်နှာမြို့နယ်တွေကအချို့ကျေးရွာတွေမှာရေဘေးလွတ်ရာကိုမရွှေ့ပြောင်းနိုင်ပဲပိတ်မိနေတဲ့ဒေသခံပြည်သူတွေထောင်နဲ့ချီကြန့်ရှိနေတယ်လို့သိရပါတယ်။လူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့မိတပ်တပ်ဖွဲ့ဝင်တွေနယ်မြေခံအဖွဲ့တွေပူးပေါင်းပြီးလှေတွေနဲ့ရေးပေါ်တွားရောက်ကယ်ဆယ်တာတွေလှုပ်ဆောင်နေပေမဲ့လည်းရေဘေးတင်ဧရိယာကျယ်ပြန့်လွန်းတာကြောင့်ကယ်ဆယ်ရေးအင်အားတွေထပ်မံလိုအပ်နေတာလည်းဖြစ်ပါတယ်။အထူးသဖြင့်မြေပြင်မှာကယ်ဆယ်ရေးလုပ်ငန်းတွေအရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့အတွက်ဆက်လီမှာသုံးဆွဲရမယ်73စီဒီဇယ်နဲ့ဓာတ်စီလိုအပ်ချက်အလွန်ကြီးမားနေတဲ့ဘေးနေသူတွေစီကသိရှိရပါတယ်။ဒါအပြင်ရေဘေးရှောင်ပြည်သူတွေအတွက်ယာယီခိုလုံရဖုံးကြီးကျောင်းတွေနဲ့ကုန်းမြင့်ပိုင်းနေရာတွေမှာအခြေခံစားတောက်ကုန်နဲ့တောက်သုံးရေတန်းတန်းရှင်းရှင်းရဖို့လည်းအခက်အခဲဖြစ်ပေါ်နေတယ်လို့သိရှိရပါတယ်။ရေဘေးတင်ဒေသခံတို့ရဲ့ရင်ဖွင့်ပြောကြားချက်အရညပိုင်းရေကာတာကျိုးတယ်ဆိုကြတဲ့ကရေကဝုန်းဝန်းနဲ့တက်လာတာအဝတ်တစ်ထည်ကိုတစ်ခုနဲ့ပြေးခဲ့ရတယ်အိမ်တွေလည်းရေမြုပ်ကုန်ပြီကုန်းမြင့်တဲ့နေရာတွေအစိုးရရုံးတွေနဲ့ဖုံးကြီးကျောင်းတွေမှာခိုလုံနေရတယ်လူကြီးတွေနဲ့ကလေးငယ်တွေအတွက်စားဝတ်နေရေးအခက်အခဲရှိနေတယ်လို့ပိတ်မိနေတဲ့ရွာတွေလည်းရှိနေသေးလို့စိုးရိမ်ရတယ်လို့လည်းဆိုပါတယ်။အရှိချိန်ထိရေဘေးကြောင့်လူသေဆုံးမှုသတင်းများမကြားရသေးပေမဲ့လည်းဒေသခံတွေရဲ့စိုက်ပျိုးထားတဲ့မိုးစဘာစိုက်ခင်းအများပြားရေအောက်ရောက်ရှိသွားပြီးပျက်စီးဆုံးရှုံးမှုပမာဏများပြားနိုင်တယ်လို့လည်းခန့်မှန်းရပါတယ်။လက်ရှိချိန်မှာတော့လေးမျက်နှာမြို့နယ်အတွင်းရေဝင်ဧရိယာတွေမှာကြန့်ရှိနေတဲ့ပြည်သူတွေကိုလူမှုရေးအသင်းအဖွဲ့တွေကကယ်ဆယ်ရေးလုပ်ငန်းတွေကိုအစွမ်းကုန်ဆောင်ရွက်လျက်ရှိနေပါတယ်။မိဘပြည်သူများအနေနဲ့လေးမျက်နှာမြို့နယ်ကရေဘေးတင်ပြည်သူများအတွက်73စီရိတ်ခါဆေးဝါးနဲ့တောက်သုံးရေများကိုတက်နိုင်တွေဝိုင်းဝန်းလှူဒါန်းကူညီပေးကြဖို့လူမှုရေးအသင်းအဖွဲ့များကလည်းနှိုးဆော်ထားတာတွေ့ရှိရပါတယ်။ငဝင်မြစ်ရေအခြေအနေနဲ့လေးမျက်နှာမြို့နယ်ရေကြီးမှုနောက်ဆုံးရသတင်းများကိုစောင့်ကြည့်တင်ဆက်ပေးသွားအောင်မှာလည်းဖြစ်ပါတယ်။